အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ MP ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တနက်ခလုံး single auto ခွဲနည်းကိုပြောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလောက်တက်သေးတဲ့သူတွေဒီဗီဒီယိုကိုအစားဆုံးတခြားကြည့်ပါခင်ဗျာကျွန်တော်တို့ခုလိုခွဲပြီးသားပြီဆိုရင်ကျွန်တော်တို့ဂန်းကိုင်အဲ့လိုမျိုးနော် enemy နဲ့တစ်ဖက်အတေးဖြစ်နေချိန်မှာကျွန်တော်တို့ဂန်းကိုအမြန်ဒဲတဲ့ခါမှာတနက်ကို single မဖြစ်ဘဲနဲ့ auto ဖြစ်သွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာနားလည်မိလို့ကျွန်တော်ပြင်ပါတယ်